ငါနင့်ကိုလက်ခံဖို့အစင်သစ်ဖြစ်နေပြီနင်ထွက်လာလို့ရပြီဝိုင်းနေရတာပထမဆုံးဆုံးမှုလားပေါ့အေးမမိုးတို့နဲ့ရောပေါ့နော်ဒီရေရှင်ကားတော့ပထမဆုံးဆုံးတယ်တိုင်ရောနဲ့လည်းဒါပထမဆုံးပဲပထမတည့်ရက်ခွဲရတော့တော်တော်သဘောမပေါဘူးဟိုစက်တောင်မလုပ်ချင်တော့အဲ့လိုဖြစ်သွားတဲ့ခန်းစားချက်ကလေဒီနေ့3ရက်မြောက်နေ့ကတော့တော်တော်ရဲ့အဆင်ပြေလာတယ်ကိုဝိုင်းကလည်းပြောတယ်သူလိုချင်တဲ့ character လမ်းကြောင်းကိုရောက်လာပြီဆိုတော့ဝမ်းသာရပါပေါ့ဘာဖြစ်လို့ငါခဏခဏလေးနေရလဲနေမကောင်းဖြစ်ဘူးညတိမ်သွားလဲအေးတာကျွန်တော် driver တွေကြုံမှုတယ်ပေါ့နော်ရှေ့မှာကြုံနေဘူးဆိုတော့တယောက်နဲ့တယောက် taste လေးမတူကြဘူးပေါ့နော်ပုံစံလေးကို꿰တယ်ကိုဝိုင်းဆိုရင်လည်းဒါ idea DJ တင်တယ်လုံးဝသူကိုယ်တိုင်လှုပ်ပြရတယ်အဲ့လိုနှွေးထွေးမှုလည်းရရပေါ့နော်ဟိုပြောပြတာဖြစ်တဲ့အတွက်ကြောင့်ပြောမဆိုအစတုန်းကဆိုကိုဝိုင်းဆိုရင်မစုံငင်နဲ့ကြောက်တယ်ပေါ့နော်အဲ့လိုဟို item တွေဆိုရင်လည်းတင်မိတယ်ပေါ့ကိုဆိုလို့ရှိရင် item တစ်စင်ချင်းစီသွားတဲ့ဟာဆိုလည်းရုပ်တရက်လိုချင်တဲ့ဟာတွေကိုပြောပြရတယ်ဘယ်လိုသွားရမလဲဘယ်လိုလာရမလဲပေါ့ပြီးတော့မမိုးဆိုရင်လည်းဒီမှာအများကြီးစူးစမ်းထားတာတွေ့ရပေါ့နော်စူးစမ်းထားတော့အပြင်မှာကြည့်ရတာရောပို့ပြီးတော့ဟိုလေဘေးနားမှာဖြစ်နေပေမဲ့အမကလုံးဝမလျှော့ပါဘူးပရီကိုလုံးဝမလျှော့ဘူးပေါ့နော်အလုံးဝအကြီးကြီးမိုက်တယ်ပေါ့နော်လှုပ်သွားတဲ့ဟာတွေကဒီမြင်ရတာပြုတ်ကြမှလည်းမကြောက်သားနာမှလည်းမကြောက်အဲ့ဒါတော့အရင်လေးစားဖို့ကောင်းတယ်အတူကြီးဖို့ကောင်းတယ်ရတယ်ငါခိုင်းတဲ့အလုပ်ကိုသုံးငန်းတိုင်အောင်လုပ်ရမယ်မပြီးပဲနဲ့ပြန်မလာရအောင်ခိုက်တာသုံးခုလုံးကအခက်တွေပဲဖြစ်တယ်ပေါ့နော်ပြီးရင်နောက်ထပ်လာအောင်မယ်ဒီတရေလုံးမဲညီမလေးပေါ့နော်သူတို့ဆိုအရန်ပင်ပန်းမှာ make up effect တွေရတာအကုန်လုံးတစ်ဖက်လုံး test တွေတေချာလုပ်ပြီးတော့ကြိုးစားထားကြတယ်အဲ့ဒီတော့ကြောင့်ကြည့်ရှုပြီးတော့ဝေဖန်အားပေးကြပါအောင်အကြံပြုပေးကြပါအောင်ပေါ့နော်ဟုတ်ကျေးဇူးများတယ်ငါနင့်ကိုလက်ခံဖို့အစင်သစ်ဖြစ်နေပြီနင်ထွက်လာလို့ရပြီ